ဒီနေ့မှာတော့ workshop တစ်ခုအကြောင်းပြောပြခြင်းပါတယ်လူတွေရဲ့ဘဝစကြောင်းတွေကိုရိုးရိုးရှင်းရှင်းလေးတွေနဲ့ပြန်လည်မျှဝေနိုင်ဖို့ကူညီပေးတဲ့ workshop တစ်ခုပေါ့ဒါကရန်ကုန်နူးညံ့ဒီလူတိုင်းပါဝင်နိုင်တဲ့ချင်းကပ်မှုတစ်ခုပါဒီ workshop ကိုဘယ်လိုစလဲဆိုတော့လေအရာနှွေးထွေးတဲ့မိကွန်းလေးတစ်ခုနဲ့စပါတယ်အဲ့ဒါကတော့ကိုအတိတ်ကပျော်စရာနေရာတစ်ခုကဘာဖြစ်မလဲဆိုတဲ့မိကွန်းလေးပါပဲဒီမိကွန်းကကြားလိုက်တာနဲ့အတိတ်ကိုပြန်လဲအမရစေပြီးနှွေးထွေးတဲ့ခန်းစားချက်ကိုချက်ချင်းပေးနေပါတယ် workshop တစ်ခုလုံးမှာပထမဆုံး9မိနစ်ကတကယ်ကိုကြည့်ကြည့်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကချွန်ချချက်တီနဲ့ဒဲမစားပါဘူးတာယာငင်းညောင်းတဲ့တေးဒီချင်းတန်းလင်းကိုဖွင့်ပေးထားပြီးတော့ရိုးရှင်းတဲ့မေကုံလေးတစ်ခုတည်းနဲ့ပဲအစာပြိုပါတယ်ဒါကအားလုံးအတွက်လုံခြုံပြီးအားပေးတဲ့ဘဝချင်းတစ်ခုကိုဖန်တီးပေးဖို့ပါပဲ အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကမျှဝေခိုင်းတဲ့ပုံစံပါပဲလူတိုင်းကကိုယ့်အဖြေကိုဝါကြတစ်ချောင်းတည်းပဲဖြေဆိုမျှဝေရပါတယ်ဒီလိုရိုးရိုးရှင်းရှင်းနဲ့တူတူလေးလှုပ်ထားတာကလူတိုင်းအတွက်ဖိအားမရှိပဲလွယ်လွယ်ကူကူပါဝင်နိုင်အောင်စီစဉ်ထားတာပါဟုတ်ပြီအားလုံးမှနွေထွေးပြီးစိတ်အေးလိုက်ရင်ဖြစ်သွားပြီဆိုတော့မှ workshop ကနောက်တစ်ဆင့်ကိုကူးပြောင်းသွားပါပြီဒီအဆင့်မှာတော့ပါဝင်တဲ့သူတွေကိုသူတို့ဘောတွေကအမှတ်တရတစ်ခုတည်းကိုပဲရွေးချယ်ဖို့လမ်းညွှန်ပေးပါပြီဒီအစ်စ်မှာဘာတွေလုံးရလဲဆိုတော့လိုက်လို့ရတာအရင်လွယ်ပါတယ်ပထမဆုံး9မိနစ်လောက်တေးတေးလေးကိုပါလာကိုပြန်စဉ်းစားခိုင်းတယ်ပြီးအမှတ်တရတစ်ခုဒီကိုပဲရွေးပြီးအာယုံစိုက်ခိုင်းတာနောက်ဆုံးမှာတော့ကျွန်ုပ်ဤဘဝအခိုက်အတန့်ဆိုတဲ့စာရွက်လေးပုံမှာအဓိကကြတဲ့စကားလုံးခီးဝါလေးကြီးခြာရည်လိုက်အောင်ပါပဲကဲအခုဆိုရင်ဒီ workshop ရဲ့အဓိကကြတဲ့အချက်ကိုရောက်လာပါပြီဒါကဘယ်ဆက်လန်းကိုမဆိုဖွဲ့စည်းပုံရကြနဲ့ညင်ညင်တာတာပြောပြနိုင်ဖို့ကူညီပေးတဲ့နီးစနစ်တစ်ခုပေါ့အဲ့ဒါကို 5W1H framework လို့ခေါ်ပါတယ်ကြားဖို့ကြမှာပါဒါကအကြောင်းအရာတစ်ခုကိုစူးစမ်းဖို့အခြေခံမေးခွန်း6ခုကိုသုံးတဲ့နည်းပဲဘယ်သူဘာဘယ်အခြေဘယ်နေရာဘာကြောင့်ပြီးတော့ဘယ်လိုအဲ့ဒီမေးခွန်း6ခုကကိုယ့်ရဲ့ဇာတ်လမ်းကိုပြောပြဖို့လမ်းပြပေးမယ်မီးပြတိုက်တယ်လို့ပါပဲဒီ workshop ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကဘာလဲဆိုတော့လေဒီမှာသုံးတဲ့လေးချံရေးကတ်ပြားတဲ့ဟိုဘာသာစကား2မျိုးနဲ့လုပ်ပေးထားတာပါပဲဒါကိုကြည့်ရတဲ့တဲရောက်သူတိုင်းဘလောက်အလေးထားပြီးအဆင်ပြေအောင်လုပ်ပေးထားလဲဆိုတာထင်ကနေမိနိုင်ပါပဲဟုတ်ပြီနောက်တစ်ဆင့်ကတော့စေဝင်စားစရာပဲဒီနေရာမှာနီးပညာကထူးထူးခြားခြားပါဝယ်လာပါတယ်ဒါပေမဲ့ရှုပ်ထွေးတဲ့ AI ကြီးကိုပြောတာမဟုတ်ဘူးเนาะအရန်ရိုးရှင်းပြီးစိတ်ရှည်တဲ့လက်ထောက်တယောက်လိုမျိုးအသုံးဝင်တာပါအဓိကရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲစာရေးရမှာကိုဖီအားမဖြစ်စေဖို့ပဲပါဝင်တဲ့သူတွေကကို့အမတ်ကြောက်ကိုအေးအေးဆေးဆေးဘာစက်ကနေပြောလို့ရုံပဲအဲ့ဒီကမှဖုန်းတွေက AI ကပါဝယ်ဖောင်းမှမရှိတဲ့စာရေးတော့ကြောက်လို့သူတို့ပြောတာတွေကိုစာဖြစ်ပြောင်းပြီးတော့မှာပါဥမာလိုင်းညွန်သူက 5H 1H မေခွန်းတွေကတခုကိုရိုးရိုးရှင်းရှင်းလေးမေးလိုက်တာမျိုးပေါ့အဲ့ဒီမှာဘယ်သူရှိခဲ့လဲဆိုတာမျိုးလေအဲ့တော့ပါဝင်တဲ့သူကလည်းကျွန်တော်ရဲ့ငယ်ချင်းပါတစ်ပင်နေစောက်ခဲ့တဲ့နေ့ကပေါ့ဆိုပြီးဝါကြတစ်ကြောင်းလေးနဲ့ဖြေလိုက်တာအဲ့လိုပြောလိုက်တာနဲ့ဖုန်းကစာသားအဖြစ်ပြောင်းပေးလိုက်ပြီးအဲ့ဒီစာသားကိုကိုယ်စာရွက်ပေါ်ကူးရေးလိုက်ရုံပဲအရန်လွယ်တယ်နော်ဒီမှာပြထားတဲ့ဇာတ်ခွက်ထဲမှာကတော့ workshop မှာတုံးတဲ့မေခွန်းနမူနာလေးတွေပေါ့ဒီမေခွန်းလေးတွေကလူတယောက်ရဲ့အမတ်တရားတွေကိုဘလောက်အထိနည်းစုံလင်းပြန်ဖော်ထုတ်ပေးနိုင်လဲဆိုတာကိုပြနေတာပါပဲကဲအခုဆိုရင် workshop ရဲ့အရေးကြီးဆုံးအဓိကအကြဆုံးအဆင့်ကိုရောက်လာပါပြီဒါကတော့အဖွဲလိုက်ပြန်လည်မျှဝေခြင်းပါပဲဒီနေရာမှာပဲနူးညံ့တဲ့အားပေးမှုတွေရဲ့တကယ်စွမ်းအောင်မြင်ရမှာပါမျှဝေတဲ့အခါမှာစီကံလေးတွေရှိတယ်ရိုးရှင်းပေးမိတ်တကယ်အစွမ်းထပ်ပါတယ်စေတနာဝန်ထမ်းတစ်ယောက်ကသူရေးထားတဲ့ဝါချတစ်ချောင်းကိုအတန်းထွက်ဖတ်ပြတယ်ကျန်တဲ့သူလေးကဘာမှပြောင်းမပြောဘူးခေါင်းလေးညိတ်ဒါမှမဟုတ်ပြုံးပြတာဒါပဲလုပ်ရတယ်ဘာဝေဖန်မှုမှမရှိဘူးဘာဆုံးဖြတ်ချက်မှမချဘူးလုံးဝပဲဆိုတော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့အတိကအနှစ်သာရကဘာလဲဆိုတော့ဇလန်းကိုဂုံပြူဖို့ပဲဇလန်းကို perfect ဖြစ်အောင်အတိအနာစားကင်းအောင်လုပ်ဖို့မဟုတ်ဘူးတကယ်တန်ဖိုးကအတိတ်ကိုပြန်လန့်အမတ်ရပြီးအချင်းလေးများဝီလိုက်တဲ့လုပ်ရလေးမှာပဲရှင်းနေရပါကဲဒီနေ့တင်ဆက်မှုကိုတော့နည်းနည်းတဲ့မီဟွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်အဲ့ဒါကတော့ကိုပထမဆုံးချိန်တကယ်ယုံကြည်မှုရှိသွားတယ်လို့ခန်းစားလိုက်ရတဲ့အခိုက်အတန့်ကိုပြန်ပြီးတော့စဉ်းစားကြည့်ပါလားဒါကအားလုံးအတွက်ပြန်လဲတွေးတော့စရာအားကောင်းတဲ့အတွေးတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်